ကဲငယ်ချင်းအားလုံးမင်္ဂလာပါနော်ကျွန်တော်ဟောပေါ့ခုကြောင်းမကျင်းလေးတူနော်17ကျင်းအတွက်ကဏ္ဍလေးတွေကိုပြမယ်နော်ငယ်ချင်းတို့ရေဒါလေးတွေပြတာလကားပြတာမဟုတ်ဘူးနော်တချို့ကကျတော့တချို့တွေယူသုံးပြီးတော့ site က mobile site ဆိုပြီးသုံးနေပုံစံတွေတွေ့နေတယ်နော်ကျွန်တော်မပြောသေးဘူးခုကတော့ဗမာဒါကြောင့်မို့ဒီကောင်လေးတွေအပ်ထားပြီးတော့ဘိုးစင်ပြေနော်ငယ်ချင်းတို့ဒီကောင်းခန့်လွင်ဆို3 ဆိုတာတွေကသူက Telegram လေးရှိတယ်နော် Telegram လေးမှာ channel လေးလုပ်ထားတယ်ကိုအဲ့ဒီ join ပေးပါနော်ကျွန်တော်ကဏ္ဍလေးတွေအဲ့ဒီမှာပို့ပေးတယ် video file တွေကတော့မတင်ဘူးဘာလို့လဲဆိုတင်ရတာလည်းကြာတယ် YouTube ရနေကျွန်တော် YouTube ကပဲမြဲတင်ပေးပါနော်တကယ်ချင်းတို့ဒါကကြတော့ကဏ္ဍလေးတွေတောင်းနေတယ်ကဏ္ဍလေးကြတန့်ပို့ပေးတယ်အဲ့ဒီ group ကနေပို့ရကြတော့မြင်တယ်လေးတယောက်မှမကြံခဲ့တော့ဘူးအဲ့ကြတော့ကျွန်တော်ပို့ရအဆင်ပြေတယ် message ကပို့ရကြတော့လည်းမပုံးမို့ပို့ပေးတယ်တချို့ကကြမထွက်ဘူးလေမထွက်တဲ့ခါကျတော့အဆင်မပြေဘူးဗျာကျတော့ဒီကောင် join ထိုင်တော့ AC ပဲထိုးခြင်းရင် YouTube လိုက်မှမထိုးခြင်းဘူးဆိုတော့လေကြည်ရမလို့ပေါ့ဗျာဒါတော့ဒါအဲ့တော့ကျွန်တော်ဒါလေးတွေတင်ပေးထားတာနော်တကယ်ချင်းတို့ Okay ကျွန်တော်ဟွာအောင်များလေးကိုဆက်ရခြင်းကနေသွားအောင်ဟောဒါလေးမပြောရပါစားခဲ့မှာဘုံဘိုးပေးတဲ့ကိုယ်တွေမှာအားလုံးကျေးဇူးပါဗျာနော်ကျေးဇူးတင်ပါတယ်နော်တကယ်ချင်းဦးတော်ကိုမမအကုန်လုံးကိုကျေးဇူးတင်ပါတယ်နော် site ကတော့ကျွန်တော်ကရိုးရှင်းရှင်းလေးပဲရှာပါတယ်နော်တကယ်ချင်းတို့ဟိုလိုဒါကြီးလည်းမကျွမ်းဘူးနော်အဲ့လောက်ကြီးထိတဲ့ဟိုဒါတော့ကန်ပေးလို့ရနေတာပေါ့နော်တကယ်ချင်းတို့ဒါလေးကတော့ကန်တူကျိုးပေးလေးဖြစ်နေလို့ရနေတာပေါ့ဒါကတော့โอเคဗျာအားလုံးကိုကျေးဇူးပဲနော်ဒီကကျွန်တော်ခုစားလိုက်အောင်နော်တကယ်ချင်းတို့ဒီမှာတဲ့သူကထိပ်စီးလေးလုံးထောင်တာ၄ထိပ်လို့ထောင်တယ်နော်ငယ်ငယ်ပထမတစ်ချိန်မှာထိပ်စီးလေးလုံး၄ထိပ်လို့ထောင်တယ်အဲ့လိုထောင်လိုက်တာနဲ့အဲ့နေမှာသူဘရိတ်နဲ့3ချက်တက်နေဒီမှာခွန်တေးလေးဘရိတ်နဲ့ဆိုပြီးတော့ဘရိတ်3ချက်တက်နေနော်ဒီမှာခွန်တေးလေးဘရိတ်နဲ့ဆို3ချက်သူ့ရဲ့စောင်းမှာထွက်တဲ့ရှစ်လေးတက်နော်ငယ်ချင်းတို့အဲ့ဆိုရင်ဒီဒုတိယရောက်ကလေးတော့အောင်ကျွန်တော်တို့ဒုတိယရောက်ကလေးမှာဆိုရင်ဒီဘက်မှာ5ထိပ်ဆိုတော့ထိပ်စီးလေးလုံးတန်းနော်ငယ်ငယ်ထိပ်စီးလေးလုံးတန်းတာတဲ့အဲ့လိုတန်းပြရတယ်တဲ့သူကဘာလုံးဆိုတော့ brain နဲ့3ချက်တန်းတယ်တဲ့အဲ့လိုဖြစ်တဲ့နေမှာ318 brain နဲ့3ချက်သူ့ရဲ့ဒါမှာထွက်သူ့ရဲ့ဆောင်းမှာထွက်တဲ့4 3နေနော်ငယ်ငယ်တို့အဲ့ဒါဒီမှာဆိုရောက်ကလေးမှာဆိုရင်ကျွန်တော်တို့ကဒီနှစ်မှာဆိုရင်ထိပ်စီးလေးလုံးတန်းမှာနော်ငယ်ငယ်3ထိပ်ဆိုတော့ထိပ်စီးလေးလုံးတန်းတယ်နော်တကယ်ကျွန်တော်ထိပ်စီးလေးလုံးတန်းလိုက်တာနဲ့တဲ့သူကအဲ့နေထဲမှာတဲ့ brain နဲ့3ချက်ကတန်းခဲ့တယ်တဲ့ brain နဲ့လို့တန်းခဲ့တယ်သူ့ရဲ့ဆောင်းမှာ brain နဲ့ဆိုဆက်ပါဆိုသူ့ရဲ့ဆောင်းမှာထွက်မဲ့ကဏ္ဍလေးပါနော်ဟုတ်ကဲ့သူက brain နဲ့3ချက်တန်းခဲ့တာနော် brain နဲ့3ချက်တန်းတာနှစ်3ကတန်းတာပေါ့ပြောမှဆိုတော့ကျွန်တော်ခေတ်တိုင်းခေါင်းနေတယ်နှစ်3ချက်တန်းနှစ်ပြောမှဆိုရင်ဒီကောင်လေးပေါင်းလိုက်ကျွန်တော်နော်ပေါင်းမှဆိုရင်6ပေါ့ပြောမှဆိုရင်6နော်အဲ့လိုမှမဟုတ်နှစ်3ချက်နော်တကယ်ကျွန်တော်ဒါတော့အကြောင်းလုံးကတင်ခဲ့တဲ့စာပေါ့သွားလို့ရောနော်နှစ်3ချက်ကြတော့လိုလိုထင်တယ်ကျွန်တော်ကတော့နှစ်အမြောက်နှစ်လိုလည်းထင်တယ်နော်တကယ်ကျွန်တော်နှစ်နဲ့လီက4နဲ့လီက8နော်ဒါကျွန်တော်ယူမဲ့ပုံစံလေးပြတာနော်တကယ်ကျွန်တော်ယူစားတော့တူညီမလည်းတူမှာနှစ်3ချက်နှစ်နဲ့ဒီ4နဲ့ဒီ8လည်းဖြစ်နိုင်တယ်နှစ်6လည်းဖြစ်နိုင်တယ်နှစ်3ကပေါင်းတဲ့ဟာလည်းဖြစ်နိုင်တယ်6အကြတော့နှစ်3ဒီ6လည်းဖြစ်နိုင်တယ်နော်တကယ်ကျွန်တော်ဟုတ်ပြီအဲ့ဒါအဲ့ဆိုရင်ကျွန်တော်တို့ဒီမဲ့ပထမကလေးပြန်သွားမယ်နော်တကယ်ကျွန်တော်သူကအဲ့လိုဖြစ်လိုက်တာနဲ့တဲ့သူ့ရဲ့ဆောင်းမှာကျတဲ့8လေးတွေကသူ့ရဲ့ရှေ့နှစ်ကလာတဲ့ကဏ္ဍမှာတဲ့နော်ဘယ်နှစ်3ချက်ဆောင်းရဲ့ရှေ့နှစ်ကလာတဲ့ကဏ္ဍတဲ့နော်အဲ့ဒီ8လေးတစ်ဆိုတဲ့ကဏ္ဍလေးကအဲ့နှစ်ကလာဒီဘရိတ်နဲ့3ချက်စတန်းခဲ့တဲ့ထက်နဲ့မှလာတယ်တဲ့ဒီ8နော်တကယ်ကျွန်တော်ကျွန်တော်အဲ့ဒါဘယ်လိုယူခဲ့ရတော့ဆိုတော့ခုနပြောတယ်ဗျာတကယ်ကျွန်တော်ဒီမှာနှစ်ဖြစ်ခဲ့တယ်နော်နှစ်3ချက်တန်းခဲ့တယ်နှစ်3တက်ဆိုရင်သူက8ဖြစ်သွားမှာနှစ်3တက်ယူဆိုရင်နှစ်3ကြီးက6ဖြစ်သွားမှာနော်အဲ့ဒါကျွန်တော်အဲ့လေးက8နဲ့6နဲ့မှတ်လိုက်နော်တကယ်ကျွန်တော်8နဲ့6နဲ့အဲ့ဒါကျွန်တော်ဘယ်လိုလဲဆိုတော့သူကအဲ့ကဏ္ဍဟာဆိုရင်ဘရိတ်8ရဲ့ထက်ကကဏ္ဍမှာတဲ့ဘရိတ်8ရဲ့ထက်ကကဏ္ဍနော်ဘရိတ်8ရဲ့ထက်ကကဏ္ဍမှာတဲ့နော်နှစ်3ချက်ဖြစ်ခဲ့လို့နော်တကယ်ကျွန်တော်နှစ်3ချက်ဖြစ်ခဲ့လို့တဲ့ brace ရဲ့ထက်ကကဏ္ဍနော်ဒီမှာကျွန်တော် brace ရဲ့ထက်ကကဏ္ဍနော် brace ရဲ့ထက်ကကဏ္ဍရှစ်ခါရဲ့ထက်ကကဏ္ဍပြောမယ်ဆိုရင်ရှစ်ခါ brace နော်ရှစ်ခါ brace ရဲ့ထက်ကကဏ္ဍမှာတဲ့ရှစ်ခါ brace ဆိုရှစ်နှစ်ခုပြောတယ်ရှစ်ဆိုရင်6ဆိုရင်ဒီ6ကိုပြန်ခောက်တာကျွန်တော်အဲ့လိုထင်တာနော်တကယ်ကျွန်တော်
ကျွန်တော်ယူဆပါနော်ရှစ်ခါ break ဆိုတော့ရှစ်ခါ break အဲ့နှစ်ခုပေါင်းလိုက်ရင်6ဆိုဒီ6ကိုပြန်ခောက်တာ2 3 6ဆိုရင်6ဖြစ်သွားမှာတကယ်လို့8ဆိုရင်ဒီလိုဒီ8ကိုခောက်မယ်ဆိုရင်တော့ break 8အဲ့လိုသွားလိုက်တာကျွန်တော်နော်အဲ့လိုပဲယူတယ်ကျွန်တော်တော့အဲ့ဒါကြောင့်မို့အဲ့လိုဖြစ်ရှစ်ခါ break ရဲ့ထက်ကကဏ္ဍလေးကအဲ့2 3ချက်တန်းခဲ့တယ်2 3ချက်တန်းခဲ့တယ်သူ့ရဲ့ဆောင်းမှာ8 4 1ဆိုပြီးတော့ပြန်လာတယ်နော်ဟုတ်ပြီဒီ8 4 1ရှစ်လေးတစ်ဆိုရင်သူကဘယ်လိုလာတော့ဆိုတော့ဒီမှာရှင်မှာ148နောက်ပိတ်ကထိပ်စီးနေသွားတာနော်814 841ဆိုပြီးသွားတာ814 841ဆိုသွားတယ်အဲသူ့ရဲ့ရှင်မှာဆိုရင် brain နစ်ကအခန်းထားတယ် brain နစ်နော် brain နစ်ရဲ့ဘေးရခဏသူက brain နစ်ပြီးလို့ရှိရင် brain 3 brain 4စီနီယံနဲ့သွားမှာနော်တကယ်ကြီးနော်brain နစ်ရဲ့ဘေးရခဏ8ခါ brain 8ရဲ့8ခါbrain 8ရဲ့အထက်ကခဏနော်တကယ်ကြီးနော်ဟုတ်ကဲ့ဒုတိယပဲသွားရောအဲ့လိုလေ2 3ချက်လို့တန်းလိုက်တာနဲ့တဲ့ brain 2 3ချက်တန်းတယ်သူ့ရဲ့ဇောင်းမှာထွက်ပြ4 3 4ဆိုတော့သူ့ရဲ့ brain 2 3ချက်တန်းခဲ့တဲ့ရှင်းနစ်ကပါတဲ့နော်ငယ်နော်4 3 4ဆိုတဲ့ခဏလေးဟာဒီ brain 2 3ချက်တန်းရဲ့ရှင်းနစ်ထဲရကမှာတဲ့ဒီမှာ3 4 4နော်ငယ်နော်3 4 4ခုနလိုပဲနော်2 3ချက်တန်းခဲ့လို့မဟုတ်တဲ့2 3လား2 3 6ဒါမှမဟုတ်ရင်8လို့ဖြစ်သွားတယ်2 3တက်ဆိုရင်လည်း8ဖြစ်သွားတာနော်ဒါတော့ဟိုပြောတင်ချာလေးတွေပါကုန်ပြီနော်နည်းနည်းလေးအဲ့ကြလေကျွန်တော်တို့8ကား break 8လို့ယူလိုက်တယ် break 8ရဲ့ထက်ကကဏ္ဍ8ခါရဲ့ထက်က8ခါ break 8ရဲ့ထက်ကကဏ္ဍခုနကဒီကဏ္ဍလေးရဲ့ရှေ့မှာ break 2ခံခဲ့တယ်ခုက break 3ခံခဲ့တယ် break 3လေးရဲ့ဘေးရကဏ္ဍ8ခါ break 8ရဲ့ထက်ကကဏ္ဍလေးက2 2နဲ့ဆိုတော့2 3ချက်တန်းခဲ့တယ်မှာ4 3လေးဆိုပြီးတော့လာပေါက်တယ်တဲ့သူ့ရဲ့နောက်ပိတ်လေးကထိပ်စီးနေသွားပါတယ်တဲ့4 4 3 4 3လေးဆိုပြီးတော့လာတယ်4 3လေးဆိုပြီးထွက်ပါတယ်တဲ့နော်ငယ်ငယ်လေးအဲ့ဒါကျွန်တော်တို့ဒုတိယယောက်ကလေးသွားအောင်ဗျာနော်ငယ်တို့ဒီမှာအဲ့လိုငါထိပ်စီးသုံးလုံးတန်းခဲ့ပြီးလို့ရှိရင် brain နဲ့3ချက်တန်းလိုက်တယ်တဲ့ brain နဲ့3ချက်တန်းဆိုဒီနားမှာကြာမဲ့ကဏ္ဍဒီသူ့ဇောင်းမှာကြာမဲ့ကဏ္ဍဟာဆိုရင်ရှင်းနေထဲကလာတဲ့ကဏ္ဍမှာဆိုရှစ်ခါ break ရှာမှာကျွန်တော်တို့အဲ့ဒီမှာဆိုဒီကလေးမှာရှစ်ခါ break ရှိဘူးရှစ်ခါ break မရှိဘူးဒီမှာဆိုရင်မရှိဘူးဒီမှာဆိုရင်ရှစ်ခါတွေ့ပြီနော်ငယ်ငယ်တော့ရှစ်ခါ break သူ့ရဲ့ထက်ကကဏ္ဍဆိုရင်4 3 5ပထမသူ့ရဲ့ဘေးမှာဆိုရင် break နဲ့ဒုတိယမှာဆိုရင် break 3ခုမှာ break 4ရဲ့ဘေးရကဏ္ဍ8ခါ break 8ကထက်ကကဏ္ဍဆိုတော့5 3လေးဆိုတဲ့ကဏ္ဍလေးနော်တကယ်ကြီးနော်ဒီမှာဆိုရင်သူက5 3လေးလို့ဖြစ်တာနော်ဒီမှာ5 3လေးကကျွန်တော်5ထိန်းနဲ့သွားလိုက်မယ်5 3လေးရဲ့5 40နော်တကယ်ကြီးအဲ့ကြတော့ကျွန်တော်တို့ကstrategy မှာ5 3လေး540ဆိုအာကဏ္ဍလေးဖြစ်ပါတယ်တဲ့နော်ငယ်ငယ်နှစ်ခေါက်လေးပြင်ကြည့်တယ်နော်ကျွန်တော်နောက်တစ်ခုပြမယ်နောက်ဆက်လေးတွားကြည့်အောင်နော်ငယ်ငယ်နောက်တစ်ဆက်ကတွားမယ်โอเคမရှိဘူးနော်ငယ်ဒီနှစ်ကပ်ပဲရှိဒီမှာလေဒါခါပြပြီးသားပါခွန်း3ညလို့ဖြစ်လိုက်တာ ਨੇ 3ညခွန်းလို့ပြန်ဆောင်ထိုးတာနော်ငယ်ငယ်နှစ်ကပ်ပဲရှိ2ဦးမင်္ဂလာကလည်းစမှာနော်ငယ်ငယ်ခွန်း3ညခွန်းဆိုပြန်ထိုးတာဒီမှာလည်းတူပဲ965နော်965 569ဆိုပြီးတော့ဇောင်းပြန်ထိုးတာဒီနှစ်ကပ်ပဲရှိတယ်နော်ကျွန်တော်မြင်တာတော့နော်569လို့ဖြစ်လိုက်တာနှစ်ကပ်ပဲရှိတယ်တဲ့အဲ့ကြောင့်အဲ့လိုဆိုရင်เนี่ยအဲ့နှစ်ထဲမှာဆိုရင်အဲ့လိုခွန်း3ညခွန်းဒီအောက်မှာကျန်သေးရမပြောတော့ဘူးလားလူရင်းမတော်လဲခွန်း3ညခွန်းဆိုရတာဒီပဲဇောင်း3ညခွန်းဒီပဲသွားထိုးမှာမဟုတ်လားဒီမှာလည်းငယ်နေကျွန်တော်ချစ်တယ်မဟုတ်လားခွန်း3ညခွန်းလို့ဇောင်းထိုးလိုက်တာနဲ့ဟုတ်ကဲ့ခွန်း3ညက4နော်ငယ်နေခွန်း3ညက4ဒီခါသုံးလို့မြန်ပေါင်းပါ4နှစ်3ညက6 4 6ခွန်း9က5 6လေးပတ်လေရတဲ့အဲ့နှစ်ထဲမှာလိုက်ကြပါတယ်တဲ့5 6လေးကပတ်လေလိုက်ကြပါတယ်တဲ့နော်ငယ်နေဒီမှာ break ရှင်းပေါ့နော်ဒီမှာ break ရှင်းခံတယ်သူက3ထိပ်စီရဲ့ဘေးမှာကြာတယ်ဒီမှာနော်ငယ်နေ3ထိပ်စီရဲ့ဘေးမှာကြာတယ်ခေါင်းကဒီမှာလည်း break က8ပဲเนาะငွေချင်းခုနပြောအောင်ပြီးသွားတော့ဒီမှာ break 8ပဲเนาะ break 8လို့ဖြစ်လိုက်အဲ့လို break 8လို့ဖြစ်ပြီးတော့965 569လို့ဇောင်းပြန်ထိုးတာအဲ့လိုပြန်ထိုးပြီးလို့ရှိရင်တဲ့965က3ညရတယ်เนาะငွေချင်း3ညရတယ်ခွန်းနဲ့6က5တဲ့3ည5တဲ့293က4ဒီ3ည5လေးပြန်ကြနိုင်တယ်เนาะငွေချင်းဒီမှာပြန်ကြရမှာပြောမစင်း3ည5လေးအဲ့ကြောင့်ဗချင်းမှာစမှာလို့ဒီမှာ break 8ခံရတာbreak 8ခံလို့သူက3ထိပ်စီရဲ့ဘေးမှာကြာမှာเนาะကျွန်တော်တို့ဖန်တာဒီချိန်နဲ့ဆိုတော့ကွက်တီမှာ3ထိပ်စီလေးခံထားတယ်เนาะတကယ်လို့အဲကြတော့3ည5လေးဆိုတဲ့ကဏ္ဍလေးကျွန်တော်က10ချိန်မှာဆိုရင်3ည5လေး5 3ည4 540ဆိုတဲ့ကဏ္ဍလေးပါထိုးပေါ့မထိုးနိုင်တဲ့လူကတော့အဲ့နှစ်ကွက်လေးထိုးနေတယ်လို့ကျွန်တော်မြင်ပါတယ်เนาะတကယ်လို့ကဲငယ်ချင်းအားလုံးကံကောင်းကြပါစေဗျာခွက်လက်ပါဗျာ